ဒီနေ့ကျမတို့မိသားစု Aspen ခရီးထွက်မှာဖြစ်ပါတယ်ဒီနေရာလေးကတော့ Idaho Spring လို့ခေါ်ပါတယ်ဒီနေရာလေးကအရန်တာယာတာပဲချောင်းလေးလည်းရှိတယ်စိတ်အရန်အေးချမ်းတဲ့နေရာလေးပေါ့နော်ဒီနေရာမှာကျမတို့အင်္ဂါပါလာတဲ့ထမင်းဟင်းကိုအားရပါရစားကြမှာဖြစ်ပါတယ်စားလို့လည်းပြီးသွားပြီဆိုတော့ကျမတို့ခရီးဆက်မှာဖြစ်ပါတယ်ဒီနေရာကနေ2နာရီကျော်ပြန်မောင်းရတော့ဒီနေရာလေးမှာအရင်လှပေမဲ့အကြာကြီးနေလို့မရပါဘူးလို့အခုကျမတို့ပတ်စံပေးပြီး parking ထုတ်ရတာပေါ့နော်ပြီးရင်လဲချင်တလောက်လဲလို့ရတယ်ဒါပေမဲ့တနိုင်ဘယ်လောက်ဆိုပြီးတော့ပတ်စံပေးရပါတယ် Vail Colorado ရဲ့ main attraction က skiing ဖြစ်ပါတယ်လူတွေတော်တော်များများကဒီနေရာကို snow ski ဖို့ပဲလာကြတာများပါတယ်လူတွေဒီပချီပွဲကိုလာကြည့်ဖို့ပေါ့နော်လာဝယ်ယူဖို့လာတဲ့သူတွေတော်တော်များပါတယ်Vail Colorado ကိုရောက်ရင်ယူရိုပဘက်ကိုရောက်သွားသလိုခံစားရတယ်သူတို့ရဲ့အဆောက်အုံတွေ architect တွေကအရင်ထူဆန်းပြီးတော့လှနေတာပဲဒီနေရာလေးမှာဆိုရတဲ့ like attraction လေးအများအားလုပ်ပေးတယ်။ဆောင်းရာသီမှာဆို ice skating နွေရာသီမှာဆိုခုလိုမိသားစုတွေပြောလို့ရအောင်လုပ်ပေးပါတယ်။ဒီနေရာလေးကတော့ bus ရုံပဲဖြစ်ပါတယ်။ Vail Colorado နဲ့အနီးနားရွာတွေကိုသွားချင်တဲ့ခရီးသည်တွေဒီ bus ကိုစီးလေးရှိပါတယ်။ Hi, B, say hi. ဒီနေရာက Vail ရွာလေးရဲ့ snow ski သမိုင်းကိုပြတဲ့ပြတိုက်ပဲဖြစ်ပါတယ်။
bell ကိုလာရင်ဒီနေရာလေးကိုမတော်သွားဖို့ပြောချင်ပါတယ် snow ski တမန်ရကြကောင်းကောင်းပြထားတာပို့လို့ပါ ကျမတို့ဗယ်ကနေစပန်ကိုသွားတဲ့လမ်းမှာကား accident ဖြစ်နေလို့လမ်းတွေပိတ်ထားတယ်ပေါ့နော်ကျမတို့နဲ့ကားတော်တော်များများပိတ်မိနေတာဖြစ်ပါတယ်ကားတွေပိတ်မိနေပေမဲ့ view ကတော့အသက်ပေါ့နော်ဒါတော့မမပဲပါဒီနေရာလေးကကျမတို့တည်တဲ့ Airbnb အိမ်လေးပဲဖြစ်ပါတယ်ရှိတဲ့တခန်းပေါ့နော်ဒါ queen size အခန်းလေးဖြစ်ပါတယ်ပြီးတော့သူ့ဘေးမှာရေချိုးခန်းနဲ့အင်သားလေးပါပါတယ်ဒါကမီးပူချောင်းတမန်စားခန်းနဲ့ living room ဆက်ထားတာဖြစ်ပါတယ်ဒီ Airbnb က balcony လေးလည်းပါပါတယ်ဒီအခန်းလေးကတော့ king bedroom ဖြစ်ပါတယ်ဒီအခန်းလေးမှာမေရဲ့အဖေရဲ့မောင်လေးရဲ့အိတ်တာဖြစ်ပါတယ်ဒီအခန်းလေးကကြတော့သူကbathroom နဲ့အင်တာနဲ့ပေါ့နော်ရေချိုးခန်းနဲ့ပါပြီးသားဖြစ်ပါတယ်အောက်ထပ်ပေါ့နော်အခုအပေါ်ထပ်ကိုသွားကြမှာဖြစ်ပါတယ်အပေါ်ထပ်မှာလည်းလိုအခန်းပေါ်တစ်ခုရှိတယ်မှာ full size ဖြစ်တယ်နောက်ပြီးတော့နောက်တစ်ခန်းကိုသွားလိုက်တယ်ဆိုတော့မှာကကရင်က3လုံးရှိပါတယ်အားလုံးက full size ဖြစ်ပါတယ်ဒီအခန်းလေးကလည်းအင်တာနဲ့ရေချိုးခိုင်းပါပါတယ်ဒါရိုက်ဖို့မိသွားတာပေါ့နော်မနဟူရူဟူလာဝောင်ဒါอันนี้อัทโทก็มาเตียต้องนะป้าในจงเย็ดเถอะอันนี้พิมพ์ตีแม่เบี้ยกันโนบุตรการแม่เบี้ยเลยจ้ะแม่เบี้ยกันโนเลยจะแม่เบี้ยกันโนเมียเบี้ยกันโนบุตรแม่เบี้ยกันโนแต่เมียเบี้ยกันโนกินอะไรจ้ะเมียเบี้ยกันโนบุตรการเมียเบี้ยกันโนจ้ะเบี้ยกันโน如果明年我那都是平的，好像Spain就那多呀。USA 都南美喜欢Spain啦，family vacation 来了的呀，哎，咁嘞，嗰個佢哋快啲，嗰一幕阿伯會報名的，哎，人家阿伯嗰啲阿伯咪做，哎，做啲，即係我看了好像安那嗰啲票啊。如果明年，如果那个不，辛苦都苦，流浪上，哎，你可我看了，咱俩不一样。你在 online 个家庭博主 ，Facebook 个家庭博主。别的什么？你来我还没个，妈妈会来吗？โอเคเมสเวค่ะโอเคฮูเวหมอมาအဲ့ဒါတရားပေါ့ကတော့နေလူတော့ค่ะချင်းပေါင်းကြောချင်းပေါင်းကြောအဲ့ဟင်အားရပေါ့အနီလေဒီတော့ဒီပေါ့ခုနလာရဲ့အနီဘလီဘာဘီကျူဘလီဒီကိုပေါ့ခိုင်းအဲ့ဟင်အဖို့အနီလေဆူရှေဘရမလေးအဲ့ငါပီချိုအဲ့ဘူလာရဲ့ကကျော်တိအဲ့ဟာတော့နော်အစ္စလာအနီဘောဟဲ့ဟာ
သူဟဲခါစရာဟဲပါခေါ်သူဘောကားပြရမမီအဟာအရှိမီပါလိုလေးသားပြောဘူးပဲဘောဘောပြရang kuwalo ko. Dito ko lang. Kare sana nak dia so. Nak baik nak cuci boleh. Yo le sama nak share so. Ani boleh. Ini yo so boleh. ဒါလေးကတော့ကျမတို့တဲတဲ့နေရာပေါက်ကလေးကနေတွေ့ရတဲ့ view လေးပဲဖြစ်ပါတယ်သူတို့ကအဲ့လိုမျိုးကောင်တလာလေးစီးပြီးမှဟိုးအပေါ်တီပေါ့နော်သူတို့ကမှ view ကြည့်တဲ့နေတက်တက်ရှိတဲ့ဟိုးအပေါ်တီကိုသူတို့ကဒီကောင်တလာလေးစီးပြီးတော့သွားကြတာဖြစ်ပါတယ်ကျမတို့တဲတဲ့နေရာက Aspen တော့မဟုတ်ဘူးပေါ့နော် Snowmass ဆိုတဲ့ရွာလေးပဲဖြစ်ပါတယ် Aspen ကနေဆို15မိနစ်သွားရပါတယ်ဒီနေရာလေးကကျမတို့ Maroon Bag ကိုတော့ပူပါကီထိုးတဲ့နေရာလေးဖြစ်ပါတယ် Maroon Bag ကိုကိုကားနဲ့ပဲဖြစ်ဖြစ် bus နဲ့ပဲဖြစ်ဖြစ်သွားချင်ရင် reservation ချိုတင်ယူရပါတယ်ကျမတို့ကကြတော့ကိုကားနဲ့တော့ပုတ်က reservation ပြီးသွားပြီဆိုတော့ဒီ bus နဲ့ပဲသွားမှာဖြစ်ပါတယ် Maroon Bag ကိုသွားတဲ့လမ်းတစ်လျှောက်ကအရန်တာယာပြီးတော့အရန်လှတယ်တရွက်လေးတွေကလည်းအရောင်ပြောင်းတဲ့အချိန်ဆိုတော့လေနော်ပို့ပြီးတော့လှတယ်ပို့ပြီးတော့ကြည့်လို့ကောင်းတယ်ဒီနေရာလေးကတော့ the one and only Maroon Bag ပဲဖြစ်ပါတယ်အဲ့နာမှာ bus ကdrop off လုပ်ပြီးမှဒီနေရာကနေလမ်းလျှောက်ပြီးတော့ပေါ့နော်ရှုခင်းလှတရားတွေကိုကြည့်ကြမှာဖြစ်ပါတယ်လိုက်ခဲ့ပါhiking သွားနေတာဖြစ်ပါတယ်ဒီနေရာလေးကနေ hiking သွားချင်တော့တော်တော်လေးဝေးတယ်ပေါ့နော်ဟိုအပေါ်ထိရောက်ဖို့ကကြတော့တော်တော်လေးဝေးတယ်နောက်ပြီးတော့လမ်းကလည်းကြောက်ခဲတွေများတဲ့ခါကျတော့သွားရတာခက်ခဲတယ်ပေါ့နော်ဆိုတော့ဒီဘက်ကိုလာရဲဆိုရင် hiking သွားချင်တယ်ဆိုရင်တော့ hiking shoes လေးတွေဝတ်လာခဲ့ပါလို့တော့ပြောချင်ပါတယ်ဆိုရင် hiking သွားပါတယ်ဆိုတော့မတရားပေါ့နော်ဒီနေရာလေးကလမ်းတစ်ဝက်တော့မရောက်သေးဘူးဒါပေမဲ့တော်တော်လှတာနော် view ကပြီးတော့ဒီမှာပကြီးဆွဲတဲ့ဆရာနဲ့လည်းသွားတွေ့တဲ့ခါကျတော့သူပကြီးဆွဲတာလည်းအရန်ကောင်းတယ်အရန် realistic ဖြစ်တယ်ကျမတို့အမှလမ်းလျှောက်လို့ပြီးတော့ဒီမှာ bus ကိုပြန်လာဆောင်နေတာဖြစ်ပါတယ်ဒီနားနဲ့ bus ကကြိုပြီးတော့ကျမတို့ခုန parking ထိုးတဲ့နေရာလေးကိုပြန်သွားမှာဖြစ်ပါတယ်ဒီ Maroon Bag က North America မှာဆို top photograph နေရာဖြစ်ပါတယ်။ခရီးသည်တွေအများဆုံးလာတဲ့နေရာမှာလည်းစရင်ဝင်ပါတယ်။ Maroon Bag လည်းသွားပြီးပြီဆိုတော့ကျမတို့ဒီနေ့တော့အိမ်ပြန်มาတော့မယ်။ဒါပေမဲ့ပြန်ခင်လေးမှာပေါ့နော်။ကလေးတွေကို playground လိုက်ပို့တာဖြစ်ပါတယ်။ September 20ကျော်မှလာရင်တော့ပို့ပြီးတော့လှတယ်တရွက်လေးတွေကလည်းပြောင်းတာပို့ပြီးတော့များတယ်ဆိုတော့ဒီ September နောက်ဆုံးပတ်လေးတွေမှာလာပြီးရင်တော့တော်တော်လေးအဆင်ပြေပါတယ်လို့
ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုဗီဒီယိုမျိုးပြန်ကြည့်ချင်တယ်ဆိုရင်ဒီ channel ကို subscribe နဲ့ like လေးလုပ်ပေးသွားပါအားလုံးပဲကျေးဇူးတင်ပါတယ် bye bye